အားလုံးပဲမင်္ဂလာပါဒီနေ့မှာရာဒီစာဖြစ်တဲ့မယန်းသီးလေးကိုကြော်ပြီးတော့မှချစ်သူအတွက်ပူပေးမှာဖြစ်ပါတယ်အရင်ဆုံးကြက်သွန်နီကိုပပလေးပြီးကျွတ်နေအောင်ကြော်ပြီးတော့မှဆယ်ထားမယ်အဲ့လိုပဲကြက်သွန်ဖြူကိုလည်းပပလေးပြီးတော့မှကျွတ်နေအောင်ကြော်ပြီးတော့မှဆယ်ထားမယ်နော်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ကြက်သွန်နီကြက်သွန်ဖြူချင်းအဲ့ဒါကိုကျွန်တော်ငတိစမုံလေးနဲ့ထောင်းပြီးတော့မှကျွန်တော်တို့စီးတက်မယ်စီးတက်လို့ကျွန်တော်တို့မွေးလာအောင်ကျွတ်နေအောင်စီးတက်မယ်စီးတက်လို့မွေးလာပြီဆိုတော့ကျွန်တော်ဟင်းခမ်းပုံးထည့်မယ်စားထည့်မယ်ပြီးတော့စီကိုတိတ်နေအောင်ပြန်ပတ်မယ်နော်စီးတက်ပြီးတော့မှမွေးလာပြီဆိုရင်အပီးထည့်ပြီးတော့မှစီပြန်တက်မယ်အပီးကိုလည်းနည်းနည်းလေးမွေးနေအောင်စီးတက်ပေးမယ်နော်အပီးစီတက်တာမွေးလာပြီဆိုရင်ပစွန်ကြောင်အမှုံလေးထည့်ပြီးတော့မှစီတက်မယ်ပစွန်ကြောင်မွေးလာပြီဆိုရင်မြုပ်ဒီကြံခွဲလေးထည့်ပြီးတော့မှစီတက်မယ်နော်ကဲအဲ့ပြီးတိုင်းတော့ကျွန်တော်တို့မယန်းပြီးကိုကျွန်တော်ထောင်းလို့ရတယ်တောက်ဆင်းလို့ရတယ်ကြိတ်လို့ရတယ်အဲ့ဒီထည့်ပြီးတော့မှကြော်မယ်မယန်းပြီးကြော်ပြီးတော့မှခဏလို့နွမ်းသွားပြီဒီချိန်လေးရောက်ပြီဆိုမှငံပြားရည်လေးကိုလိုစလောက်လေးထည့်မယ်ထည့်ပြီးတော့မှကြော်မယ်ကြော်ပြီးရင်ရေထည့်မယ်ရေထည့်ပြီးရင်အဖုံဖုံပြီးတော့မှတည်ထားပြီးမယ်အဖုံဖုံကြီးအဲ့လိုစီပြန်သွားပြီဆိုရင်ခဏကြော်ထားချက်သွန်ဒီကြော်နဲ့ချက်သွန်ဖြူကြော်ကိုထည့်ပြီးတော့မှမှုေမယ်မှုပြီးတော့မှတော့ရေခမ်းပြီးတော့မှတိတ်ထီအောင်ကျွန်တော်တို့ကြော်မှဖြစ်ပါတယ်အဲ့မှာကြာရှည်ထားလို့ခံတယ်နော်ကဲခုဆိုရင်စိတ်ရှိလက်ရှိနဲ့ကြော်လာတာဆိုရင်စီလေးလိတ်သွားပြီအဲ့ဒါဆိုရင်တော့အရသာရှိတဲ့မယန်းဒီပစွန်6ငပိကြော်လေးရပါပြီအေးခံပြီးတော့မှပူလေးတွေထည့်ပြီးတော့မှချစ်သူစားဖို့အတွက်ပို့ပါတော့မယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်